ငါဘန်နာကိုဘယ်လိုစနစ်နဲ့သွားလဲသိပြရစီဗျာဒီကြောင်းတိုက်ရဲ့ထူးခြားချက်တစ်ခုပေါ့နော်တင်ပါဦးဇင်းတို့မှာကကိုပိုင်ဆိုတာတိတ်မရှိဘူးကိုပိုင်ရှားပါတယ်လူသမားပစ္စည်းတော်တော်များများကဒီတန်ကိကမှာတုံးရတာလေတန်ကိကဘန်နာတိုက်လို့လည်းခေါ်တယ်တန်ကိကစတိုးလို့လည်းခေါ်တာပေါ့နော်အဲ့ဒီမှာဦးဇင်းတို့ဒကာဒကာမတွေလှူတဲ့ပစ္စည်းတွေကိုအဲ့ဒီမှာတော့တအပ်ရတယ်အခုသင်္ကန်းတွေလှူရဲဆိုရင်သင်္ကန်းတွေတန်ကိကဘန်နာတွေမှာတော့အပ်လိုက်တာပဲကို့အတွက်မဟုတ်ဘူးရောက်လာတဲ့တန်ဃာတော်တွေတုံးဖို့အတွက်ပေါ့ဦးဇင်းတို့ကျောင်းတိုင်းမှာကကိုရင်တွေဦးဇင်းတွေပတ်စံမကန်ရဘူးလာလို့ရှိရင်ပတ်စံတွေယူမလာရအောင်မအမဆက်တဲ့ပစ္စည်းတွေသူတို့သင်္ကန်းတွေတပိတ်တွေပတ်စံနဲ့ဝယ်ထားတဲ့စာအုပ်တွေယူမလာရအောင်အဲ့တော့သူတို့မှဘာမှပါမလာအောင်စာတင်သားတစ်ပါးအတွက်ကယနေ့ခေတ်ကအသုံးစရိတ်ကတော်တော်ကြီးပါတယ်တပိတ်တစ်လုံးဆိုရင်လည်းတော်တော်ဈေးများတယ်နော်သင်္ကန်းတစ်ထည်ဆိုလည်းဒီနေ့ခေတ်4000ခွဲ5000လောက်ဖြစ်ကုန်ပြီဈေးများတယ်စင်းရဲနွမ်းပါတဲ့မိဘတွေဆိုမလူနိုင်ဘူးနော်စာအုပ်တွေဆိုလည်းအလွန်ဈေးကြီးတယ်တအုပ်ကို4000 5000 9000တွေဖြစ်ကုန်ပြီဈေးကြီးတယ်မလူနိုင်ဘူးဒီနေ့ကတော့မှမုံညွာဘက်ကနော်ဒကာကြီးတွေဒကာမကြီးတွေရောက်လာတော့သူတို့ဆရာတော်တစ်ပါးမှာတဲ့တန်ခါကိုရင်လေးတွေ9ပါးလောက်ရှိတယ်တဲ့အဲ့ဒါအချင်တယ်ပေါ့နော်သူတို့စာတင်တိုက်ကိုအပ်မယ်ဆိုလို့ရှိရင်စာတင်သားတစ်ပါးကိုထောက်ပံ့မယ်ဆိုရင်အနည်းဆုံး2သိန်းလောက်ကုန်ပါတဲ့မိဘတွေကမနိုင်ဘူးပေါ့နော်ဆရာတော်ကလည်းအဲ့လောက်ထိမထောက်ပံ့နိုင်ဘူး9ပါးဆိုတော့တဲ့ဟိုလမ်းစရိတ်တွေကောအဲ့လိုခုနကသင်္ကန်းပရိခရာစာဥစာတန်ပရိခရာတွေပစ္စည်းတွေပေါ့ကုန်ကျစရိတ်တွေများတယ်မထောက်ပံ့နိုင်ဘူးအဲကြောင့်စာတင်တိုက်ကိုမပို့ပဲထားရတယ်တဲ့9ပါးလောက်ရှိတယ်ဆိုဦးဇင်းတော်ပြောရတယ်မလိုပါဘူးလို့ဒီကြောင့်နိုင်မှာလူပဲလာခဲ့ပါပေါ့နော်လူပဲလာခဲ့ပါလိုအပ်တဲ့တပိတ်သင်္ကန်းဆက်ပြသွားတဲ့စီသွားလိုက်တဲ့အဲ့ရခင်းဆောင်ခုနကစာဥစာတန်တွေကြောင်းတိုက်ကလူပေးပါတယ်လို့မိဘတွေအတွက်ဘာမှမကုန်စေရပါဘူးလို့ပြပြရတယ်အဲ့တော့ဒီလိုမျိုးဦးဇင်းတို့ဘာလို့ပေးနိုင်တာလဲပေါ့နော်စာတင်သားဓမ္မလာလို့ရှိရင်တပိတ်သင်္ကန်းဘာလို့ပေးနိုင်တာလဲဆိုတော့ခုနကလိုငါအတွက်ဆိုတာဦးဇင်းတို့မရှိဘူးဒီမှာတရားဓမ္မတွေလူလက်ပစ္စည်းတွေအားလုံးကတန်ကိကဗန္ဓာတွေမှာတွားအပ်ထားလိုက်ရတယ်တပိတ်လူသင်္ကန်းလူသမျှအားလုံးကိုတန်ကိကတွေမှာတွားထားလိုက်ရတယ်အဲ့လိုဆိုရင်အခုလိုစာတင်သားအစ်စ်တွေရောက်လာရင်ဒီတန်ကိကစတိုကန်ကနေပြီးတော့ထုတ်ပေးနိုင်တာပေါ့နော်အကင်းရသမျှအားလုံးငါးဖို့ဆိုလို့ရှိရင်တန်ဃာတော်တွေကိုမပေးနိုင်ဘူးမပေးနိုင်ဒီတန်ဃာတွေပတ်စံကန်ရတော့မှာတန်ဃာစာတင်သားတွေပတ်စံကန်ရခြင်းတရားခံကအဲ့ဒါပဲဘုန်းကြီးတွေကရသမျှအားလုံးငါအတွက်ဆိုတာကြီးလုပ်လိုက်ရတာလေရသမျှအတွက်ငါဖို့တရားဓမ္မတွေမေးရင်လည်းငါဖို့ပဲငါဖို့နေဆိုတော့စာတင်သားအတွက်ဘာမှမရှိဘူးမရှိတော့စာတင်သားတွေမှာစာတင်တိုင်းကိုသွားမယ်ဟေ့ဆိုတာနဲ့ဆရာသမားကိုအပူကတ်ရတယ်မိဘကိုအပူကတ်ရတယ်တချို့မိဘတွေမှာဆင်းရဲလုံးတော့နွားကိုရောင်းလိုက်ရတာရှိတယ်လက်ခွက်ကိုရောင်းလိုက်ရတာတွေရှိတယ်စာတင်သားတွေကိုယ့်အကိုပတ်စံကင်ပြီးတော့မြို့တက်လာရတယ်အဲ့ပတ်စံနဲ့ပဲဝယ်ရချမ်းရတယ်အဲကြောင့်ကျွန်တော်စာတင်သားတွေကိုပတ်စံမကင်စေချင်ဘူးဆိုရင်ဘုန်းကြီးတွေငါဖို့ဆိုတာမလုပ်သင့်တော့ဘူးဒါကြောင့်ဦးဇင်းတို့ဒီကြောင်းတိုင်းမှာတန်ကိကဗန္ဓာရဲဆိုတာရှိတယ်ဦးဇင်းတို့တရားဓမ္မတွေလာလို့ရှိရင်ဦးဇင်းတို့ကိုယ့်အတွက်လက်မခံဘူးတန်ကိကမှာပဲတွားအပ်လိုက်တယ်နော်တိုင်းကမှာပဲရသမျှအားလုံးအလူတွေပါလေကြွားလို့ရလာရင်လည်းတိုင်းကမှာတော့အပ်လိုက်တာပဲအဲ့တော့စရိုကန်မှာတန်ခါအတွက်အစဉ်သင်းရှိနေတယ်နောက်တရားဓမ္မတွေ